ပြုံးပြုံးလေးပဲနေလိုက်ပါဟုတ်တာတွေပြောလာရင်လည်းဟုတ်နေတာကိုဆိုပြီးပြုံးပြုံးလေးပဲနေလိုက်ပါဒါဟာသီးခံလိုက်တာခန္တီပါရမီဖြည့်လိုက်တာပဲလေပါရမီပြည့်မပြည့်တော့မသိဘူးလောလောဆယ်ကိုယ်စိတ်ကလေးတွေအေးချမ်းသွားမှာအမှန်ပဲလူတွေကတော့မသိမချင်းပြောနေကြအောင်ပါလीဘဝရဲ့တန်ဖိုးဆိုတာဘယ်လောက်ရုပ်ချောတယ်ဘယ်လောက်ဥစ္စာပေါ်တယ်ဘယ်လောက်အသက်ရှည်တယ်ဘယ်လောက်ချမ်းသာတယ်ဘယ်လောက်အချမ်းရံပေါ်တယ်ဘယ်လောက်ဂုဏ်ထူးတွေရှိတယ်ဘယ်လောက်အာဏာရှိတယ်ဆိုတာတွေရဲ့အပေါ်မှာမူတည်တာမဟုတ်ပါဘူးဘယ်လောက်ကောင်းမွန်စွာနေထိုင်သလဲဘယ်လောက်စိတ်ကောင်းစိတ်ဓာတ်ရှိသလဲဘယ်လောက်လောကကိုကောင်းကျိုးပြုသလဲဆိုတာတွေရဲ့အပေါ်မှာပဲမူတည်ပါတယ်